ပွဲတဲ့တော့ဆွေအတွက်လေအစ်လိုပဲပေါ့နော်ကိုယ်ရှောက်နေကြဆိုပေမဲ့လည်းပွဲတဲ့ကိုအတွက်အစ်တော့ experience တွေရတယ်အစ်တော့ရင်ခုန်မှုတွေရတယ်အခုချိန်ဒီလဲစင်ပေါ်ရရင်ရင်ခုန်နေတော့ပဲဘယ်လိုပြောရမလဲငါကောင်းဆုံးလုပ်နိုင်ပါမလားဆိုတော့စိုးရိမ်စိတ်ကတော့ရှိနေတော့ပဲပေါ့နော်ဘယ်လောက်ပဲရှောက်ပေါ့အဲဆိုတော့ဆွေအတွက်က runway တိုင်းကတော့လေကိုလည်းအကြိုက်ဆုံးဖြစ်တယ်ကိုရဲ့လုံးဝတကယ် passionate model ထဲမှာတော့မှ model ကိုဖြစ်ချင်တဲ့ထဲမှာတော့မှ model ရိုး model ထဲ runway model ဖြစ်ချင်ခဲ့တာဆိုတော့ runway တိုင်းကိုဆွေရတော့ရှောက်ရတိုင်းကိုအိမ်မက်တရားဖြစ်လာပြီဆိုပြီးတော့အရန်ကိုပီတိဖြစ်တယ်ကျွနေတယ်ပေါ့နော်ဟုတ်တယ်ဆိုရင်မက်ခက်ဘူးတာတော့လေကိုရန်၈တန်းကိုရန်၁၀တန်းအဲ့ဝေးကျင်ကြတဲ့ကစီဖြစ်ခဲ့စပြီးတော့ဟိုဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ဆို MD4 ကလာမသိဘူး channel 7လာမသိဘူးလွတ်နာ designer and design တို့ပြီးလို့ရှိရင် model academy တို့အဲ့ဒါတွေပေါ်ကြတဲ့ကကြည့်ပြီးတော့ယူတာလေအိမ်မှာလေးမှန်ကြည့်ပြီးတော့ post တွေချစ်တာအဲ့ကြတဲ့ကအဲ့လိုမျိုးသူတို့ post တွေဘယ်လိုလုပ်လဲပခုံးတွေဆိုဘယ်လိုထားလဲဒီလိုအများတန်းအဲ့လိုအိမ်မှာလုပ်နေတာ post တွေဆိုလို့ရှိရင်မှန်ရှိမှာပေါ့နော်ကိုယ်ယူသွမှုပေါ့နော်အဲ့ကြတဲ့ဟိုကအဲ့လို runway တွေပေါ်မှာလမ်းလျှောက်ခြင်းနဲ့စိတ်ထဲမှာလေကြည့်နေရ runway မှာလမ်းလျှောက်နေတဲ့ model တွေကြည့်ရတဲ့အချိန်မှာတော့ကြက်သိမ်းနေထားတယ်အဲဆိုကိုယ်တိုင်ရှောက်ရရင်ဘယ်လောက်တောင်များကောင်းလိုက်မလဲဆိုတဲ့အတွေးမျိုးကိုဖြစ်ခဲ့ပြီးတော့မှတ်ခဲ့တာပေါ့နော်အဲ့ကတည်းကလေဖျားရှိကိုယ်တိုင်စွတ်တောင်းတယ်ပြီးတော့မှလို့မြန်မာပြည်ကဟိုနာမည်ကြီး model ဖြစ်ချင်တဲ့ professional model ဖြစ်ချင်တဲ့အများတန်းစွတ်တောင်းတယ်ပေါ့နော်အခုချိန်မှာတော့နာမည်ကြီး model ကြီးတော့မဖြစ်သေးပေမဲ့ကိုဖြစ်ချင်တဲ့အိမ်မက်ကိုလမ်းစာလေးတော့ရောက်လာပြီပေါ့နော်ဟုတ်တယ်အဲ့ဒါလေ runway တိုင်းကမျိုးစုံရှိတယ်မရဲ့ဒါစုရီတို့ model အနေနဲ့ကကြတော့အများနဲ့တမတ်တက်သွားလို့ကမရဘူးစုရီတို့လာငားတဲ့ client ဒီ designer ပွဲဆို designer brand ဆို brand သူကဘယ်လိုလိုချင်တာလဲသူကအပျော် vibe ကို wedding fair တွေဆိုလို့ရှိရင်မိန်းကလေးတယောက်မင်္ဂလာဆောင်လိုက်ရတဲ့ပီတိမျိုးစက်တည်ရှိတဲ့အပြုံးမျိုးနဲ့ရှောက်ရမယ်အဲ့လိုမျိုးတွေရှိတယ်အဲ့တော့ runway တိုင်း wedding fair တိုင်းကသူ့ပုံစံနဲ့သူတစ်ကနဲ့သူရှိတယ်ပေါ့နော်wedding fair တချို့ wedding fair တွေဆိုလည်းလုံးဝအမာထန်လိုချင်တယ်အဲ့ဒါမို့လုံးဝအမာထန်ရှောက်ပေးပါokay အဲ့လိုမျိုးဆိုလို့ရှိရင်လုံးဝအမာထန်ရှောက်တဲ့ပုံတွေကအစတင်ကိုမလှုပ်ဘူးပခုံးမလှုပ်ဘူးအဲ့လိုတွေလည်းရှိတာပေါ့နော်တချို့တွေဆိုလို့ရှိရင်တင်ကိုလှုပ်ချင်တယ်ပခုံးမလှုပ်ဘူးတချို့ကျတော့ miss လိုမျိုးအကုန်လုံးလှုပ်ပြီးတော့ရှောက်ချင်တယ်အဲ့ဒါကျတော့ဆွေတို့က client ရဲ့ request တိုင်းဆွေတို့ကရှောက်ပေးရတာပေါ့နော် model တိုင်းကတော့အများနဲ့တသမတ်တိုင်း model ဆိုတာနဲ့ဒီလိုဖြစ်ရမယ်ဆိုတာမျိုးမရှိဘူးပြီးလို့ရှိရင်ဆွေကိုယ်တိုင်ကလည်း local brand လေးထုတ်နေတဲ့လူဖြစ်တဲ့အတွက်ကိုယ့်ရဲ့ brand လေးကိုလည်းတစ်ချိန်ကြာဒီလိုမျိုးလေး show ပွဲလုပ်မယ်လို့အမြဲတမ်းတွေးထားတယ်ပေါ့နော်တစ်ချိန်ကြာလည်းဆွေဒီလိုကိုယ့်ရဲ့ brand လေးကိုကိုတငယ်ချင်းတွေကိုယ့်ရဲ့ senior တွေခေါ်ပြီးတော့ကိုယ့် brand လေးကိုဝတ်ပြီးတော့ show လေးတစ်နေ့ကြာရင်လုပ်မယ်လို့အိမ်မက်လေးရှိပါတယ်